လက်ထဲဆူထားတဲ့ပစံလေးနဲ့ဒီရက်ပိုင်းလို့ကြိုးစားလိုက်မှဆိုရင်ညီမလေးကိုဟန်ဖုန်းတစ်လုံးဝယ်ပေးလို့ရပြီကိုလေးကျွန်တော်ပတ်စံလုံးလို့လားကျွန်တော်တက်ဖို့လိုက်မယ်လုံးနိုင်ပါကိုကြီးတဲရောက်ပြီလားတောက်မလားညီမလေးခပ်ပေးမယ်လေ တောက်တယ်ညီမလေးကိုကိုကြီးပေးတာရှိတယ်ရော့ဒီဖုန်းလေးညီမလေးအတွက်ကိုကြီးဝယ်လာပေးလား ဖုန်းညီမလေးတို့လား ဟုတ်တယ် ဟဲကိုကြီးညီမလေးကကြောင်းတက်နေရလေဖုန်းမှသုံးလို့မရတာကျောင်းမှာလည်းဖုန်းသုံးလို့မရဘူးဖုန်းသုံးတာတွေ့ရင်အတန်းမှန်ဆရာမဖုန်းသုံးမယ်လို့ပြောထားတယ်ညီမလေးမလိုပါဘူးကိုကြီးပဲသုံးနော်ကိုကြီးဒီဖုန်းကိုညီမလေးအတွက်ဘာလို့ဝယ်လို့လဲသိချင် သိချင်တာပေါ့ ညီမလေးကကျူရှင်ကြီးပဲကြောင်းတက်နေတာလေအဲကြောင့်ကိုကြီးကဒီဖုန်းနဲ့နေစာရီလေးလာလို့ရအောင်ညီမလေးကိုဝယ်ပေးတာ ကိုကြီးရဲ့ဖုန်းထဲကနေစာလေးပါလို့ရတယ်ဆိုတာညီမလေးသိပါတယ်ကိုကြီးကိုပြောမထွက်လို့မပြောခဲ့တာပါကိုကြီးဒီဖုန်းလေးရဖို့တော်လေးပြင်မ်းပါဘူး ဩညီမလေးကလေကိုကြီးမပင်ပန်းပါဘူးကိုကြီးရမ်းချစ်တဲ့ညီမလေးအတွက်ပဲကိုကြီးကတော့စိတ်မကောင်းဖြစ်နေတာကိုကြီးကညီမလေးကိုဖုန်းအသစ်ဝယ်ပေးချင်တာအခုစက္ကန့်လေးပဲဝယ်ပေးရလို့ကိုကြီးကစိတ်မကောင်းဖြစ်နေတာညီမလေး ကိုကြီးကညီမလေးကိုအရင်ချစ်တာပဲနော် ချစ်တာပေါ့ညီမလေးကိုကြီးတက်ရှင်နေတာလေညီမလေးအတွက်ပါ ချစ်ကြဟဲ့ချစ်ကြနင်တို့မောင်နှမနှစ်ယောက်တည်းချစ်ကြနော်ပြောလိုက်ချင်ငါ့ကိုတော့ပစ်ထားတယ်တနေ့လေမိဖို့ကြောင့်ငါ့ကိုမထွက်ရဘူးချက်လိုက်ပြုတ်လိုက်ရှော့လိုက်ဖွက်လိုက် ဒေါ်လေးရေညီမလေးပညာရေးအတွက်ဖုံးဝယ်ပေးတာပါ ငါကြားပါတယ်အဘာမှမပြောပါဘူးဒါပေမဲ့တခါတလေများငါ့ကိုဂယူးဆိုင်ပေးမလား ဒေါ်လေးကဂီးဆိုင်ခံနေတယ် ခံနေတာပေါ့ဟဲ့ဂယူးဆိုင်တာနော်ဂယူးဆိုင်တာ ဒေါ်လေးကိုဂီးဆိုင်ပေးမဲ့သူရှိတယ်ခေါ်ပေးရမလား ငါ့ကိုဂယူးဆိုင်မဲ့သူ ဟွန်း အဲ့ဘာသူလဲပြောတာရှိတယ် ဘိုးဘလန်ကိုအောင်တို့ကြီး ဟုတ်လားဟာထိပ်ပြပြောင်းနေစမ်းမနင်ဟာတော့အတော်ပြောလိုက်အဲ့တိုင်းပဲသွေးဆုံးပြီးပြောလိုက်အခုကြည့်စစ်သမားလည်းပေးစားတယ်ဟမ် ကိုတော်လေးကိုချစ်လို့စတာပါကိုတော်လေးကိုလေဘယ်သူနဲ့မှမပေးသားနိုင်ဘူးကျွန်တော်တစ်သက်လုံးရှာကျွေးမှာ ဒါဆိုရင်နေတက်လို့မိမမီတော့ဘူးပေါ့ ဩညီမလေးပညာရေးပြီးလို့အလုပ်ပဲကြပြည့်တော့ယူချင်းယူမှာပေါ့မယူလဲဘာမှမဖြစ်ပါဘူးဒေါ်လေးလိုပဲအကျိုးကြီးလုပ်လိုက် ငါလို့ပြောကြီးဟမ် ဟုတ်ဒီလုံးပါဒီ အေးကိုကလေပြောရင်နဲ့ ကိုဖြိုးနဲ့ပြေတို့ရဲ့ဘွားခီးလန်းကဘယ်လိုလဲရင်ဘယ်လောက်ထိစောင့်အောင်မလား ပြည်နယ်ကိုထိုးတဲ့အရေးကြီးတဲ့ကိစ္စတွေကိုရှင်းနေတော့ညီမလေးတောင်းပြီးတော့ရင်လည်းပြည်နယ်ကိုရဲ့ဆန္ဒကြီးအဆင်ပြေသွားမှာ
စောင့်နိုင်တခိုးမိအောက်နိုင်အကျိုးရှိဆိုလို့ခဏလေးသိခံပါဦးကြီး ကဘာလာစမ်းတရက်နေထိတော့စောင့်အောင်မှာမဟုတ်ပါဘူးနော်စောင့်ရင်စောင့်နေဘိုးဘအိတ်တာလည်းရောက်သွားအောင်မယ် ရောက်စီရလားပြည်ရဲ့ရှေ့တော့တော့3နှစ်3မို့စောင့်ခဲ့ရသေးတာပဲအခုအဲ့လိုမကြတော့ပါဘူးကိုမာလီညီမလေးအတွက်တောင်းဝန်ရှိတယ်ပြီးတော့ငွေမရှိဘဲနဲ့ဖြစ်ချင်တယ်လုပ်မယ်ဆိုရင်အဆင်ပြေမှာမဟုတ်ဘူးကြားဘူးတော့လား ဟုတ်လဲ အိမ်အောင်ပြုဖျားတယ်စေးမီစုပ်ဖို့ဤသုံးချက်မပိုင်ရင်နောက်ပြန်ခက်တည်မျိုးတဲ့ကိုအဲ့လိုမဖြစ်အောင်ကြိုးစားနေတာဝေဆိုတာဒုတိယဖျားခင်ကိုနဲ့ပြေးလို့ရဲ့မင်္ဂလာကိစ္စအတွက်ပတ်စံစုလာအောင်ပါ ဟုတ်ပါပြီမိချောင်းသားရဲ့ဟုတ်ပါပြီ ကိုနဲ့ကိုမိသားစုတော်လေနားလေပြီးလို့ပြေးကိုချစ်နေရတာ မချစ်ဘူး ကိုကတော့ချစ်မှာပဲ ။ကိုကျော်တို့မောင်နှမနှစ်ယောက်ချစ်လိုက်တာများအေးမောင်ချင်းနှမချစ်ဇကားရဲအချစ်တဲ့တောင်မှအစာပေါင်း100မကောက်ပို့တယ်သိရ။ ဟောဒေါ်လေးကလည်းမောင်နှမအရင်ချရပဲဒီလောက်တော့ရှိမှာပေါ့ မေသမီးပိုတာဟွန်းသူညီမကိုချစ်တယ်နော်တုံတာပဲဖြစ်နေလို့ရှိရင်လေသူ့ရင်ပတ်ထဲတောင်မှထဲတာမှမပတ်တတ်ဘူးအလိုလိုက်တာလဲလွန်ပါရောအေးကိုလောလောတယ်ကြည့်သူကင်တဲ့ဖုန်းကကိပဲသူ့ညီမကြတော့လေဈေးကြီးပေးဝယ်ထားတဲ့ဖုန်းမလေး ကိုကြီးကငါ့ကိုလေးလေးတင်းမရှိအောင်ထားရတာပဲငါစာကြိုးစားမှရမယ်အဲ့ဒါမှကိုကြီးပေးဆက်သမျှအနစ်နာခံသမျှအကျိုးရှိမှာ ပြောရဆိုရင်လာပါပြီ အမလေးဝိုင်းလေးရယ်ညစ်လာတယ်နော်ရှင်ပြင်းတကားထွက်ပဲရှိတူလေးကြကြနေအေးပါဟဲ့ စာအုပ်တွေမိကြံခဲမှာဆိုလို့ပါကဲတော့မလား ဟုတ်မယ်နော် ဟဲ့ခမင်းကြိုင်လေမလေး သွားတော့မယ်နော်ဒါလေးနော်အတား အိုက်ဆောင်လို့ဆိုတာ ဒီချိန်မတော့ချင်ပါဘူး စောက်လေးရပါဘူးပြောနေမှာမသိဘူးခဏတော့မှပြောတာဟုတ်ရ ထိုးကြော်ရမင်းတမင်းကြိုက်ကိုကြည့်လိုက်တနေ့လာလဲကြောက်တနေ့လာလဲဘဲဦးတနေ့လာလဲကြောက်ဘဲဦးကြောက်နဲ့ဘဲဦးမကန်ရိုက်ဆွဲတာဟာလား သူကသူဘာဥစားကခင်ဗျားဘူးပဲလို့လား ဟဲ့ဟာဘိုက်မကူဘိုက်ကူတာမင်း အာကောဒီလေးလေးနဲ့ဘာလို့စောက်ပြောမှမသိစားဗျာစား ဟဲ့အော်နဲ့ငါကြားတယ်ပြောရတော့လောကပေးမန်းနေတာနားလေးနေတာစားမယ် မင်းတော့သိခံနေတာဘောကွာမင်းကပြောက်ဖလာ ဟုတ်တယ်ဒီမှာမျက်နှာရှိသေးတယ်ဘာပြောလဲခင်ဗျားနမမျက်နှာရှိသေးတယ်လို့ပြောတာသမင်းစားမယ်အေးကောင်းတယ်ဟာကောင်းလား ဟောသမင်းစားပြီး तू ကငါ့ကိုလက်ဖေးတိုက်မယ် ဘယ်တော့တိုက်မှာလားတိုက်လိုက်စမ်းကွာတိုက်လိုက်စမ်း စား ညာကြတယ် စား သမီးလေးခုနကဖုန်းလာတယ်မလားဘသူဆက်တာ ဘူးမှမဆက်ပါဘူးတော့လေးရယ်ခွန်ရှိကပါ မသိပါဘူးဒေါ်လေးကကျောင်းကကောင်လေးတယောက်များဆက်သလားလို့ ဟုတ်ပါဘူးတော့လေးရယ် သမီးဖုန်းသုံးနေဆိုတာအကျိုးရှိရှိသုံးရမယ်နော် တော့လေးသမီးကဖုန်းကိုစာပဲသုံးတာသမီးကိုဖုန်းဆက်တာဆိုလို့ကိုကြီးပဲရှိရကျောင်းတငယ်ချင်းညာလည်းမဆက်ဘူး
ဒေါ်လေးလည်းရှိနေရပဲဟာဦး အေးပါတော်လေးကစိုးရင်လို့ပြောတာပါသမီးရဲ့သမီးတို့ရဲ့အရွယ်ဆိုတာလေတက်ရင်တော့ရင်ခုန်တက်တဲ့အရွယ်သမီးရဲ့အဲ့တော့မဟုတ်ကောက်ကကွယ်ရီးစားတွေပါရလင်းတွေပါရအဲ့လိုဖြစ်မှတော်လေးကစိုးရင်တော့အဲ့ဒါကြောင့်လို့နော်သမီး ဒေါ်လေးရဲ့သမီးကရီးစားလည်းမထားယောက်ျားလည်းမယူဘူး အေးပါအေးပါအေးပါ အားဒီမယူလာလဲညီမလေးက ဒေါ်လေးကလေညီမလေးကိုလေရီးစားမထားဖို့ယောက်ျားမျိုးကိုပြောနေတာကိုကြီးရဲ့ ဟုတ်တယ်လေမင်းညီမငယ်ရွယ်လေးရှိသေးတော့မဖြစ်တဲ့မဖြစ်တဲ့ဓာတ်တွေမဖြစ်အောင်ငါဆုံးမနေတာ ဒေါ်လေးရေညီမလေးကကလေးလေးရှိသေးတာဒါမျိုးကြီးစဉ်းစားမယ်ပြောမှမဟုတ်တာ ဟဲ့အခုခေတ်ကလေငယ်ရာကြီးကလည်းမဆိုင်ဘူးမင်းလိုင်းပေါ်မှာမကြားဘူးလားဟမ်သူ့လင်မြန်းမသိသူ့မယားမန်းမသိကြောင်တောင်နေနှိုက်နေကြတာဟဲ့ဝဝမကြည့်တဲ့ဟိုဘက်လမ်းခေတ်ဆန်းအောင်ပဲကြည့်လေလိုင်းပေါ်ကကောင်းနေခုလိုက်ပြေးသွားလို့သူ့လင်ရောသူ့သားသမီးတော့အိမ်မှာငိုယိုပြီးကြံနေတာတဲ့အေးအဲ့လိုမဖြစ်အောင်ငါဆုံးမနေတာမင်းကလေ ဒေါ်လေးစေတနာနဲ့တတိပေးတာကျေးဇူးတင်တယ်ကျွန်တော်ညီမလေးကိုကျွန်တော်ယုံတယ်ညီမလေးစားပဲကြိုးစားနော်ကျွန်တော်ဘာမှမစဉ်းစားနဲ့နော် ဟုတ်ကိုကြီးညီမလေးကစားပဲစူးစမ်းမှာပါ ဒေါ်လေးတွေးလားစားပဲကြိုးစားမှာတဲ့ အေးပါအေးပါအေးပါမတလို့မနမနဲ့အတိုင်ဖက်ကိုညင်းတာပဲ ဟုတ်တယ်နော်ညီမလေး ဟုတ် ငါကိုလည်းအလုံးလုံးကပင်ပန်းလိုက်တာကိုကြီးတို့အလုပ်ကတရက်တလီလေးတော့နားရမရှိဘူးလား ဘာလေးလျှောက်ပြောနေတာဒီမှာနေရောနှစ်ဖက်လုံးရှိတာနင်မတွေ့ဘူးလား အဲ့ဒီနေရနှစ်ဖက်ကိုပြောတာမဟုတ်ဘူးနားရမရှိဘူးလားလို့ပြောတာ တူတူပြောတာဟာကြားပါ ကြားသွားပြန်ပြီအဲ့လိုဘာလဲပြော ဟောအလုပ်ဆိုတာနားရမရှိဘူးလားအလုပ်ဆိုတာကိုဘောကချွေးစင်းမှာအကျွေးကင်းတာအခုငါအလုပ်တွေလုပ်တယ်တော့အကျွေးမရှိတော့ဘယ်လောက်စိတ်ချမ်းသာဘူး ဟုတ်တော့ဟုတ်ပါတယ်ကိုကြီးရဲ့ဒါမဲ့လေကိုကြီးကြောက်တဲ့အလုံးလုံးနေတော့ပင်ပန်းညာညီမလေးကမကြည့်ရဘူးဟိုအားကြောင့်ညီမလေးလည်းအလုံးလုံးကောင်းမလားလို့လေဟိုဘက်နဲ့အိမ်ကျော်ကမိဘရောအိမ်မှာဆက်လေးသွားချုပ်မလားလို့အဲ့ခါကျတော့ညီမလေးလည်းအလုံးရမယ်ကိုကြီးလည်းတတ်တာမယ်တစ်ချက်ခုတ်နှစ်ချက်ပြအဆင်ပြေရမှာလားနော် ဟာအစင်ပြေအောင်နင်ကလေယူမလို့အဲ့ဒီကိစ္စတော့ငါလုံးဝသဘောမတူနော် ဘာတွေကြားသွားပြန်ပြီလဲမသိဒုက္ခပါပဲကြားကျင်တဲ့ဟာကြားမကြားကျင်တဲ့ဟာကြားမကြားနဲ့လင်ရောမဟုတ်ဘူးဟိုဘက်နဲ့အိမ်ကျော်ကမိဘအိမ်မှာဆက်ချုပ်မယ်လို့ပြောတာ တူတူပြောပါဟာငါကြားပါတယ်ကဲလှုပ်နေလှုပ်လှုပ်နေလှုပ် ကဲသွားကိုကြီးလှုပ်သွားတော့သူပြောတာမောတာဆိုတာ ဟာပါပြီတကယ်လားပါ ဟာကိုကြီးဒါကြီးကဘာကြီးလို့